တော့လဲစကိုင်မဟုတ်မနက်ဖျံမဟုတ်မနက်ဖျံမနက်ပိုင်းကျွန်တော်6ဘူးထိုးမယ်ဗျာဝါထွက်ချင်တော့မထွက်ချင်ရင်တော့ကွာထားပဲညနေပိုင်းကိုဟိုကနန်းတော့ရေးမပေးတော့ဘူးနော်ကိုခွန်တော့ရေးမပေးတော့ကိုခွန်ထွက်ပြီးသားကနိုင်ကျွန်တော်လည်းမကြိုက်ပါဘူးမကြိုက်ပါဘူးထိုးတော့ထိုးတာနော်မကြိုက်ဘူးတော့ထိုးတော့မကြိုက်ဘူးနော်လေးဘလောက်ကြာမလဲလေးဝမ်းမမီခဏလေးခဏလေးထားလိုက်ဟာလေးနဲ့နော်ညနေမနက်ပိုင်းမှုညနေနော်ညပါတော့မနက်မထိုးနော်ဒီအောင်တီးပါတယ်အောက်ကစားရေးမလို့စားတီးပါတယ်ဒါပထမစားတီးရနော်ပထမစားတီးရနော်ဒါမနက်မထိုးမှာညနေဦးဒီကောင်မင်းတင်မှာယူလို့ဆိုကျွန်တော်ယူလို့ဆိုညနေဒီကောင်မင်းတင်မှာယူလို့ထိုးတာကျွန်တော်ဟုတ်လေဒါမနက်ဒီတကွက်ထိုးမှာဒါမဲ့2 3 4 5ခွေမှာနော်အဲ့ဒါကြည့်ရတယ်ခဏနော်